ချစ်တို့ရေစားကြအောင်တုတ်ပါချက်လဲဆိုတော့ငကျင်းကိုခရိုင်းကျင်သီးနဲ့ငရုတ်သီးစိမ့်နဲ့နန်းနန်းပဲနဲ့ချက်တယ်ငပိရေဖြော်တယ်အမဲရွတ်တစ်ခွက်ချက်တယ်တို့စရာဖန်ကားသီးရဲ့ချင်ဘတ်ရဲ့တခွားသီးရဲ့လောလောဆယ်တော့အမဲရွတ်နဲ့စားလိုက်ဒီရပိုင်းနဲ့တုတ်လဲထမင်းစားဗီဒီယိုတင်ရမှာပြင်းနေတယ်ခုံမလောက်ဘူးဒါကြီးကပြော့ပထမလုံးอ่ะမာလည်းပဲလာပါလည်းပဲလာပါနော်ဟင်းလာကြမှာမလေးတုတ်တော့အမဲရဝါရလဲရမရမျိုးချတယ်ငါးတွေပါလေကြတော့တိတ်မကြိုက်ဘူးချက်တာဝတ်သားလောက်ပဲကြိုက်တယ်ဟိုဒါမှဝတ်သားတွေကလည်းတောင်သတင်းကြမြောက်သတင်းကြဆိုတော့မချက်စားတော့ငါရှိတယ်တော့ငါးတွေပါတိတ်မကြိုက်အပိရင်နဲ့အမဲရွတ်နဲ့ပဲငါဟင်းကစားခြင်းနေတော့လက်တွန့်နေနှိုက်ကိုစားရစားခြင်းနဲ့စားရမစားခြင်း
မဲရွဆိုတော့စားရင်နဲ့ခဲလာခဲလာတယ်ခဏခန်းနေမှာခဲနေခဲလာတယ်ဝင်းနဲ့ရောင်ပျော်သွားတယ်အယုတ်သိမ်းမောလည်းရှေ့ဆက်ဝါလို့ရရင်မရမျိုးချတာတော့ရှုပ်ခဲတယ်တိုင်းနဲ့ခဲလာဘဝတွေကအဲ့လိုချစ်တော့တဲ့နောက်ဆုံးနေတော့အမဲရွဆွဲမှန်မှန်ဆိုလို့ဒါပဲနော်မီးပြတ်သွားရင်